ဒီဘက်ရဲ့ place ရန်ကုန်မှာတော့အရန်ကို unit ဖြစ်တဲ့နေရာတစ်ခုကိုရောက်ခဲ့တယ်အမျိုးသားပြတိုက်ကိုပါမျိုးသားပြတိုက်လို့ကြားလိုက်တာနဲ့ပြင်းဖို့ကောင်းမယ်လို့ထင်နေကြရင်တော့လုံးဝမှားမယ်နော်မာရီယာအတွက်တော့တကယ်ကိုအရန်ကိုတမိုးရှိရဲ့နေ့တစ်နေ့ကိုဖျက်ဆီးလိုက်ရပါပဲအမျိုးသားပြတိုက်ကဗီဒီယိုရိုက်ကူးခွင့်မရှိသလိုကင်မရာတည်ဆောင်ခွင့်လည်းမရှိတာမို့လို့ဒီနေ့အစီအစဉ်လေးကိုတော့ဖုန်းနဲ့ရိုက်တဲ့ဓာတ်ပုံလေးနဲ့ပဲစူးစမ်းတင်ဆက်သွားမယ်နော်အောက်ဆုံးမြင်ညီတက်မှာတော့မြမအခရာနဲ့လက်ရည်မှုပြခန်းအရင်ဆုံးတွေ့ရမှာပါဒီအခန်းမှာမာရီယာစိတ်ကိုအရင်ဖန်ဆားလိုက်တာကတော့ဖျားထောင်ပြူကြောက်အယိုးအိုးစာဆိုတာပဲပြီးရင်တော့ရာဇကုမှာကြောက်စာပုံတူကိုတွေ့ရမှာပါဒါကတော့ထန်းရွက်နဲ့လှုပ်ထားတဲ့နှစ်ချောင်းစာချွန်လောအင်္ဂလန်နိုင်ငံဒုတိယမြောက် George ဘရင်စီအလောင်းမင်းတရားကြီးကပေးပို့ထားတဲ့ဗရန်များကြောက်စီရွှေပေလာကိုလည်းတွေ့ရတယ်အထဲမှာပါတဲ့စာတွေကိုအင်္ဂလိပ်လိုပြန်ပေးထားရေးလည်းရှိရနော်စာရေးဆရာတွေရဲ့လက်ရည်စစ်တွေကိုတွေ့ရတာဆိုဝမ်းနေဝတ်တာကြီးတီဟာတနပလင်ဆိုတာကမြန်မာနောက်ဆုံးမင်းဆက်ကုန်းမောင်ခေတုံးကဘရင်တရားစီရင်ရမှာတုံးတဲ့ရွှေပလင်ကြီးပေါ့နော်ကိုလိုနီခေတ်မှာတော့အိန္ဒိယနိုင်ငံကလကတ္တာကပြတိုက်ထဲမှာပြသထားခဲ့ပြီးမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှာမြန်မာဘက်ကိုပြန်ပို့ပေးခဲ့တာမို့လို့လွတ်လပ်ရေးတင်ခဲ့တာလို့လည်းခေါ်ကြရပေါ့နော်ဒီကန်းထဲမှာရှိနေရတာကရွှေရောင်တဝင်းဝင်းနဲ့ခန်းထားခြင်းပါပဲမာရီယာအကြိုက်ဆုံးခန်းကတော့ယတနာပုံခေတ်ပြခန်းပဲဒါပေမဲ့ဓာတ်ပုံရိုက်ခွင့်တားမြစ်ထားတဲ့နေရာမို့လို့ပြလို့တော့မရပါဘူးပထမထပ်မှာဆိုရင်မင်းခန်းတော်ပစ္စည်းများပြခန်းမြမမျိုးပြအရေးချင်းမှုပြခန်းတဘာဝသမိုင်းနဲ့မြမသမိုင်းမတင်မီခေတ်ပြခန်းဆိုပြီးတော့သုံးခန်းခွဲထားပါတယ်ဒီအခန်းမှာရှေးမြန်မာတွေရဲ့မြို့ပြတိဆောက်မှုတွေရှေးဟောင်းရေပေးဝေရေးစနစ်တွေနဲ့မြို့ပြရည်ကျင်းမှုဆိုင်ရာတမိုင်းဝင်ထောက်ထားတွေကိုစနစ်တကျလေ့လာနိုင်မှာပါ။တမိုင်းနဲ့ဟာထင်ရှားပုဂ္ဂိုလ်ကြီးတွေရဲ့ရုပ်တုကြီးတွေလည်းရှိတယ်။ပြူစောဒီအနော်ယထာညောင်ဦးဖီငလုံးလက်ဖဲကြံစစ်သားငထွေယူဒါဆိုပြင်းအောင်စီးခဲ့တဲ့မြင်း16កောင်ကားတဲ့ယထာကြီးလေမြန်မာနိုင်ငံမှာတွေ့ခဲ့ရတဲ့လွန်ခဲ့တဲ့နှစ်သန်းပေါင်း40ကျော်က primate တွေကုန်းနေရည်နေကြောရုပ်ရှိကြောရုံမဲ့တရားဝါတွေရဲ့ကြောက်ပြည့်ရုပ်ကျွေးတွေကိုပြသထားပါတယ်။တဘာဝသမိုင်းပြခန်းနဲ့မြန်မာသမိုင်းမတင်မီခေတ်ပြခန်းဆိုပြီးတော့ပြန်ခွဲထားတယ်။အခန်းရောင်လေးတွေကိုလည်းအစိမ်းရောင်ပြခန်း၊ပြာရောင်ပြခန်းလေးပြန်ခွဲထားတယ်။ဒါကတော့မြန်မာနိုင်ငံရဲ့ညောင်ကန်ဒေသမှာတူးဖော်ရရှိခဲ့တဲ့ကြေးခေတ်အယိုးစုနဲ့အကျွေးကြံတွေပေါ့နော်။ဒုတိယထပ်မှာဆိုရင်တော့မြမလက်မှုအမှုပညာပြခန်းနဲ့မြမတုခုမှအမှုပညာပြခန်းဆိုပြီးနှခမ်းခွဲထားပါတယ်။သူ့မှာလည်းကဏ္ဍလေးတွေခွဲထားပေမဲ့မာရီယာအခြေဦးတဲ့တယ်လို့လိုက်ကြည့်နေရဆိုတော့ဘယ်လိုပိုင်မုံခွဲမှန်းတော့မတတိမထားမိဘူး။အရန်ကိုလက်ရမြောက်အမှုပညာမြောက်တဲ့တမင်ဥချိုကလထိုင်စွန်ကောအလူခံဘုံကလည်းပုံစံလီဒါဆိုရင်ယွန်းစွန်အုပ်တမယာတိမြစ်ဖို့တောင်တော့တေချာပင်မခံထွင်းထူထားတာ။အုံချစ်တွေဆိုတာလည်းမယိုးရအောင်။ခြေပွားစီကြီးပြနေထင်သွားလား။ပပုပါရှင်ပပုပါဝင်ချင်းတော့တူရိယပစ္စည်းတွေကိုအရင်တွေ့ရတယ်။ပြီးတော့ခေါင်းစွပ်တွေရုပ်သေးရုပ်တွေဒီမှန်ပေါင်းထဲမှာဆိုရင်ရုပ်သေးတဲ့ပင်မှာမရှိမဖြစ်တဲ့ရုပ်သေးရုပ်ပေါင်း28ရုပ်ကိုပြသထားတယ်။ဒီဇက်ပွဲတပ်ပုံလေးဆိုရင်တတော့အထားကြတာ။အရင်ကမမြင်ဘူးမတွေ့ဘူးခဲ့တဲ့တူရိယပုံစံတွေလည်းတွေ့ခဲ့ရတယ်။ဒါလေးဆိုရင်ပစ္စယူပပတလာလို့ခေါ်တယ်။ဒါလေးကြတော့မွန်လာချမ်းဆောင်တဲ့တတိယထပ်မှာဆိုရင်တော့မြမပကြီးခမ်းမဆောင်နဲ့မြမရှေးဟောင်းအစင်တစားညနာပြခန်းဆိုပြီးခွဲခြားထားပါတယ်။အဲ့ဒီနှခမ်းလုံးကတပုံရိုက်ကူးခွင့်မရှိပါဘူး။ဒါပေမဲ့လေသိလားမြမပကြီးခမ်းမဆောင်ကလေလုံးဝကိုပြခန်းအခင်းချင်းအားအစား classic ဆန်ပကြီးတွေရဲ့မှင်တက်လောက်တယ်။မြူဇီယံတိတ်ဖို့ဆိုရင်တော့အသင့်တော်ဆုံးနေရပဲ။စတုထထပ်မှာဆိုရင်တော့အာဆီယံပြခန်းဗုဒ္ဓအနုပညာပြခန်းနဲ့တိုင်းရင်းသားရည်ကျမှုပြခန်းဆိုပြီးရှိပါတယ်။ဝေစားစင်ရင်ထုံဖွဲ့ပုံတွေတို့ရဒလေးဆိုင်ရာပစ္စည်းတွေဓာတ်ပုံတွေကိုလေပြင်းစရာမကောင်းတဲ့ပုံစံတွေကိုခင်းချင်းပြသထားတယ်။မာရီယာတို့ကိုကန့်လူမျိုးဝတ်ဆောင်လည်းရှိတယ်။ဒီလိုမျိုးတရုတ်ဖော်ရုပ်လုံးလေးလည်းနမူနာပြပေးထားသေးတယ်။အမျိုးသားပြတိုက်ကလေဝင်ကြီးတစ်ထောင်ဖြစ်ပြီးပြတိုက်ဖွင့်ချိန်ကမနက်9:00နာရီနဲ့ညနေ4:00နာရီခွဲဒီပါ။တနင်္လာနေ့နဲ့တခြားကစားတက်ဟော်လီဒေးမှာတော့ပြတိုက်ပိတ်တယ်နော်။